ကျင်ညာစာလေးတစ်ခုရှိပါတယ်မိတ်ဆွေတို့ကျွန်တော်ပြီးနေတဲ့ဒီအုံးလက်မုတ်တော့လေးလုံးဝယ်တာနဲ့တရုံးအပူလက်ဆောင်ပေးရအုံးလက်မုတ်တော့ promotion လေးကျွန်တော်တို့မကြခင်ရနာတော့ပါမယ်ဒီလကွန်နာလေးရနာပါပြီမိတ်ဆွေတို့ကိုလေးလုံးဝယ်တရုံးအပူပေး promotion လေးကကျွန်တော်ပေးခဲ့တာ3ရက်ပတ်ကြည်အတွက်များစွာပေးခဲ့ပြီပေါ့နော်အခုဆိုရင်ကျွန်တော်တို့လည်းpromotion လေးတွေမပေးတော့ဘူးပေါ့နော်ဒီလကွန်ခဏရက်ပါမယ်အုံးလက်မုတ်တော့ဒီလမကုန်ခင်ဒီတော့အော်ဒါတင်ထားတဲ့လူတွေကိုတော့ကျွန်တော်တို့ပေးနေမှာဖြစ်တော့ကြောင်းမလို့အော်ဒါတင်ထားလို့ရပါတယ်ပစ္စည်းတွေကလောလောဆယ်ပြည့်နေတဲ့အတွက်ကြောင့်မဆောင်အောင်မယ်နော်မှားဦးခြင်းလဲဆိုရင်ဘိုင်ဘန်နံပါတ်96264386ဒီနံပါတ်တစ်မျိုးတွေကိုပဲအသုံးပြုပါတယ် KB ဝစ်လေပေါ့နော်အုံးလက်မုတ်ဆိုတာမတီးတဲ့လူတွေတော့ကျွန်တော်ဗီဒီယိုလေးထည့်ပေးထားမယ်ရေးစိမ့်လိုက်မယ်ဒီတရုံးကိုရေးစိမ့်လိုက်တာနဲ့အဲ့လိုသူက9စားထိပြန်ပွားလာမယ်ရလာတဲ့အုံးလက်မုတ်ကိုကျွန်တော်တို့တွေကအင်တို့အော်တို့တွေစိုက်ပြိုးတာဒီဆက်မြေဆက်မယ်ဆိုလဲ50သားလူတွေရောပြီး3လူလို့ရတာခိုင်းခွဲဆက်လေးလုံးလို့ရတာပြိုးပေါင်တွေထည့်လို့ရတာမြေချင်ငံကိန်းတွေကိုထိန်းကြီးဖို့အတွက်ထည့်သွင်းတာမျိုးတွေမိတ်ဆွေတို့အလင်းတစ်လို့အသုံးပြုလို့ရတဲ့ဒီကောင်က organic material လို့ခေါ်တယ်။တဘာဝပေးတဘာဝထုတ်ကုန်တမျိုးပဲဖြစ်ပါတယ်။ထည့်သွင်းတဲ့အာဟာရတွေကိုထိန်းသိမ်းတဲ့အတွက်ရှိရယ်မြေဖွဲ့စည်းပုံတိုးတက်စေရယ်ရေကိုထိန်းသိမ်းပြီးရယ်ပြောရရင်တော့အများကြီးပေါ့နော်ဒီအကျိုးပြုတဲ့ဒီအာဟာရမပါဘဲနဲ့သူကအဟာရအနှဲငယ်အလားအနှဲငယ်ပဲပါတယ်ဗောနော်အနှဲငယ်ပဲပါပြီးတော့ဒီမြေဖွဲ့စည်းပုံတွေတိုးတက်လာစေတဲ့ဒီတဘာဝထုတ်ကုန်ပဲဖြစ်ပါတယ်ကျွန်တော်မှားခြင်းနေဆိုရင်တော့ဒီ Viber နံပါတ်06264386 Viber သုံးဟုတ်TikTok Messenger Facebook စိမ်းလန်းစီတို့မှာဆက်သွယ်ဖောင်းနေပါတယ် promotion တွေကလောက်ကုန်ပြီးမှာမဟုတ်လို့မိတ်ဆွေတို့ order တင်ထားလို့ရပါတယ်ပစ္စည်းတွေကအလင်းတင်လို့ပို့ပေးပါမယ်စောင့်တော့စောက်ရပါမယ်ဗျနည်းနည်း pre order သဘောတင်နေပဲကျွန်တော်တို့လောလောဆယ်တော့လက်ခံပါတယ်နော်မှားခြင်းနေဆိုမှားလို့ရတယ်ကျွန်တော် promotion လေးရတော့ဒီလောက်ကုန်ပြီးပါမယ်အဲ့ဒါလေး mention လေးပြန်လုပ်တာပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ channel လေးကိုလည်း like follow လေးလုပ်ခဲ့ပေးကြပါဦးเนาะအားလုံးကျေးဇူးပါ